ရာနဲ့တော့ကြာစိတ်တို့ချို့ပြောတာအရင်လိမ့်ကအများကြီးလေမဖြစ်တယ်ညာဖြစ်တယ်ဆိုကကျတော့လေအများကြီးမလိမ့် ရပါတယ်လိမ့်လို့ရပါတယ်လိမ့်လို့ရပါတယ် ဟုတ်ကဲ့ လိမ့်လို့ရပါတယ်ဆိုတော့ကွာသမီးရေခုနပြောသလိုပေါ့နော်ဟိုမလိမ့်ပဲဝေဒနာမရှိပဲနဲ့တော့အာရရလိမ့်မနေသင့်ဘူးပေါ့အဲ့ဒီဆေးကြီးကိုမှမျက်နာကိုလည်းလိမ့်မနေသင့်ဘူးပေါ့ပြင်းတာကိုဒါပေမဲ့လက်ဖွားလို့မျက်နာနဲ့ဆိုင်လက်ဖွားအများကြီးထူတယ်ပြီးတော့ဒီလိုဆေးတွေကနင်းလိုဖြစ်တဲ့လူတွေမှာသုံးဖို့အတွက်ထွင်ထားတဲ့ဆေးဒီမှာလေးနင်းလိမ့်ကိုလိမ့်ရမှာငါတို့ကဒီဆေးတွေကိုမလိမ့်သင့်ဘူးဆိုတာကဥပမာမျက်နာမှာဝက်ချံပေါက်ဒီဆေးကိုမလိမ့်သင့်ဘူးလိမ့်ရမယ့်ဆေးလည်းမဟုတ်ဘူးဒါပေမဲ့လူတွေကလိမ့်နေတယ်အဲ့ဒါကိုဆရာဝန်တွေကပညာပေးနေရတာဒီဆေးကိုဝက်ချံအတွက်လိမ့်လို့မရပါဘူးနင်တို့လိမ့်နေဆိုရင်စတီရိုက်ကြောင့်လိမ့်နေဝက်ချံတွေဖြစ်မယ်အသားတွေပါမယ်ဆိုတာကငါတို့ကပညာပေးနေတာဘာလို့ဒီဆေးတွေဝက်ချံအတွက်ထွင်ထားတာမဟုတ်ဘူးနှင်းကူအတွက်ထွင်ထားတာအဲ့တော့နှင်းကူသမားကတော့နင်လိမ့်ကိုလိမ့်ရမှာဟုတ်ကဲ့ဆရာ သိလားနောက်ဆိုတော့နင်ဒီလိမ့်ရမှာပဲအဲ့တော့ဒါပေမဲ့ငါခုနပြောလိုက်တယ်မှာပါတော့ပါတယ်ဘယ်လိုလေးပြောလိုက်တယ်လို့မြင်ဖြစ်ရင်လိမ့်တက်တာသွားရင်ခဏလေးတိမ်ထားပြန်ဖြစ်မှပြန်လိမ့်လို့ပြောတယ်အဲ့တော့နင်ကမလိမ့်ကျင်ဘူးဆိုရင်ဖြစ်တဲ့ဟာကိုနဲအောင်လုပ်ဒါဆိုရင်ဖြစ်တယ်ဂျားထဲမှာတက်တာတဲ့အချိန်တစ်ခုရှိမယ်ပြန်ဖြစ်တယ်အဲ့တက်တာတဲ့အချိန်တစ်ခုကိုနင်ကတဖြည်းနဲ့နင်ကဆွဲဆန့်လို့ရမယ်ပေါ့ ဟုတ်ကဲ့ဆရာ တိလားတကူသေးသောအထေကအဲ့ဒါပဲခွဲ